ဟုတ်ကဲ့ချစ်တော်ကြတော့မြန်မာများခင်ဗျာကျွန်တော်ငါမင်းဆွေဒီနေ့2026ခုနှစ်မလာ7ရက်နေ့မှာနနက်9:00နာရီခွဲမှာကြီးတာစီမျိုးကထွက်ခေါ်လာပါပြီချစ်တော်ကြတော့မြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မလာ7ရက်ဗျာဥဒါဆွေကြီးတာစီမျိုးနဲ့ဆွေပြီးသားကြီးရွာကိုရောက်နေတယ်ဗျာဒီကဆွေပြီးသားကြီးရွာကရမီရဖဥကျော်ထေးမင်းရဗျာကျွန်တော်ဆိုပဲဘန်းကုန်းလေးစုပ်ပေးတယ်ဗျဟုတ်ကဲ့နောက်ဒီမှာကျွန်တော်ကလည်းဒီရောက်တော့ချွဲကြက်နေတယ်ချွဲကြက်တယ်ဒီနေ့ရင်ကြက်ပြီးချောင်းနေစိုးနေတယ်ဗျအဲ့ဒါကိုလည်းဒီကရွာလူတွေကရွာသားတွေကတခါရတလိပ်ကြီးစီတွေပေးတယ်ဗျအများကြီးကျေးဇူးတင်ပါတယ်နော်ဥကျော်ထေးမင်းရောဆေးပေးတဲ့ရွာသားတွေရောအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းနည်းနည်းမောနေတယ်ဗျဟုတ်ပြီဗျာအားလုံးငြိမ်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေငြိမ်းချမ်းပါစေဗျာချစ်တော်စွာသောမြန်မာများခင်ဗျာ2026ခုနှစ်မတ်လ17ရက်နေ့နာနဲ့10နာရီ24မိနစ်မှာဆွာမျိုးကိုရောက်ရှိပါတယ်ဗျာဟုတ်ကဲ့ဆွာနဲ့ကြီးတာရှေးကဒီဆိုင်ပုံနေရာနဲ့8မိုင်ဝေးတယ်ဗျ8မိုင်ကို9နာရီလောက်လာရတယ်ဗျကျွန်တော်လည်းဒီနေ့နည်းနည်းအမောဖောက်နေတယ်ဗျရင်ကျပ်ပြီးတော့ကျမ်းမာရေးတိတ်မကောင်းဘူးဗျညရတယ်တနာရီလောက်ပဲအိပ်ရတယ်အဲ့ရေးတွေကလည်းပြတ်တယ်ဟုတ်ကဲ့ဗျအခုအဲ့ဒါလည်းဗါလဲကျွန်တော်AI ပုံနဲ့ဗျာကျွန်တော်ကားစီးနေတဲ့ပုံကြီးနဲ့လည်း comment တွေမှာအများကြီးတွေ့ရတယ်ဗျာနော်အဲ့ဒီကားကလည်းမြန်မာပြည်ကကားမဟုတ်ပါဘူးဗျာဒါကြောင့်နံပါတ်ပြောင်းတယ်သူတို့ဖုံးတာအဖြူနဲ့ဆေးအဖြူနဲ့သူတို့ဖုံးလိုက်တယ်ဗျာနောက်ပြီးတော့အဲ့ဒီကားကြီးကလည်းလက်ဝဲကမောင်းကြီးဗျာလမ်းမှာလက်ဝဲပဲကမောင်းနေတယ်လက်ဝဲကမောင်းတော့ထိုင်းနိုင်ငံတို့မလေးရှားတို့ပေါ့ဗျာကျွန်တော်တို့နိုင်ငံလက်ရကမောင်းလေ AI မှသိတာပါတယ်ဗျာเนาะအဲ့ဒါတွေမကောင်းပါဘူးဗျာเนาะကျွန်တော်တော့ဘာမှမဖြစ်ပါဘူးကျွန်တော်လက်ပြကျွန်တော်တန်းတယ်ဒီခီးစဉ်တစ်လျှောက်လုံးမှာเนาะကျွန်တော်လမ်းလျှောက်ခဲ့တာပဲဗျာခက်ခဲနေကြเนาะကျွန်တော်တော့ဘာမှမဖြစ်ပါဘူးခင်ဗျားတို့ပြောလဲစိတ်လည်းမဆူစိတ်လည်းမကြောက်เนาะဒီကတော့ကျမကြီးတော့တိတ်မကောင်းဘူးဗျအဲ့ဒီပြက်ပြီးတော့နော်မနေ့ကလည်းစိတ်လှုပ်ရှားမှုတွေဖြစ်သွားတာဟုတ်ဗျမျိုးသက်မှာ3နာရီလောက်ကြာသွားဟုတ်တယ်ဗျာကိုကငញ្ញကြီးကိုလုံနေတာပဲငញ្ញကြီးလုံနေတဲ့ကြားတွေကလည်းအနောက်ဆက်ပြက်စီတားစီမလို့တမအဲ့ဒီຢာတွေတော်တော်များကြတယ်ဗျာကျွန်တော်တို့လူမျိုးတွေနော်ကျွန်တော်တို့လူမျိုးတွေရဲ့စိတ်ဓာတ်တွေအများကြီးပြုပြင်ရအောင်လို့ဗျာဟုတ်ကဲ့အားလုံးလူအင်ဆန်တိုင်းမှာပြည့်ကြပါစေဗျာငြိမ်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းပါစေကျွန်တော်ငါးမင်းဆွေပါဗျာချစ်တော်စွာသောမြန်မာများခင်ဗျာဒီနေ့မှာကျွန်တော်ညလည်းအိပ်ပြက်ပြီးတော့ရင်ကြက်တယ်ဗျာဒီနေ့ရင်ကြက်လို့ဆွာဆေးရုံမှာဝင်ပြီးတော့ကုသမှုခံယူရတယ်ဗျာအငွေ့တွေပေးဆူတယ်ဗျာအဲ့ဒီအငွေ့တွေဆူပြီးတော့အခုကောင်းသွားတယ်ဗျာရင်ကြက်တာပြန်ပြီးခြောက်သွားတယ်နောက်ကောင်းတစ်ခုလည်းပေးလိုက်တယ်ဗျာဆွာဆေးရုံမှာကုသမှုပေးတဲ့ဆွာတိုက်တဲ့ဆရာဝန်အမျိုးသမီးပေါ့နော်ဆရာဝန်မနဲ့သူနာပြုဆရာမအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးနော်ကျေးဇူးတင်ပါတယ်အားလုံးသူညီကြသူအားလုံးလုံခြုံရေးဝန်သားများအားလုံးကိုလည်းလုံခြုံရေးလိုက်ပါဆောင်ရွက်ပြီးဆေးရုံဒီဆေးရုံမှာကုသမှုခံယူနေစီစဉ်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ငြိမ်းချမ်းစွာအတူနေကြမယ်ချစ်တော်စွာသောမြန်မာများခင်ဗျာ
2026ခုနှစ်မတ်လ17ရက်နေ့မှာဗျာဟုတ်ကဲ့ကျွန်တော်တာကရမြို့ရောက်လာပါပြီဗျာဆွာနဲ့တာကရကျွန်တော်ဆေးရုံကနေမိုင်ဆွာဆေးရုံကနေမိုင်ကြည့်လာတာဒီတာကရဆိုင်ပုံ2မိုင်ပဲရှိတယ်ဗျာကျွန်တော်ပြောရကြတယ်တမျိုးမြန်လာကြီးလားဆိုတော့နော်အဲ့တော့ရေသာစီနဲ့ဆွာလည်း10မိုင်ပဲရှိတယ်ဗျာအဲ့ဒါကိုကျွန်တော်9နာရီတော့ရှောက်ရတယ်အပါမှာ3နာရီလောက်ပဲစောက်သေးတာပေါ့နော်ကျွန်တော်ရှောက်တာတော့နှေးနေပါသေးတယ်ဗျာနော်ဟုတ်ကဲ့အခုတာကရကိုရောက်ပါပြီတာကရနော်ဆွာနဲ့တာကရတစ်ဆက်သေးလို့ပါပဲဗျာဟုတ်ကဲ့ငင်းရမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအမြန်ငင်းချမ်းပါစေချစ်လာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ17ရက်နေ့မှာတာကရမြို့ကဥစိုးလိုက်ဗျာကျွန်တော်လီပိုတွေရောစားတော့တွေရောလာပေးတယ်ဗျာအော်ရာမင်းကြီးလေးအော်ရာမင်းကြီးစေအားစေဟုတ်ကဲ့နော်အဲ့ဒါလာပေးအများကြီးကျေးဇူးတင်ပါတယ်ဗျာအဲ့လိုပဲတာကရမြို့မှာပေးကြတဲ့လူတွေလည်းရှိပါတယ်နော်အားလားဥကုကိုလေးတို့ပါတို့အားလုံးကျေးဇူးတင်ပါတယ်ဗျာနော်ဟုတ်ကဲ့ငင်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအမြန်ငင်းချမ်းပါစေချစ်လာစွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ17ရက်နေ့မနေ့9နာရီခွဲလောက်မှာကျွန်တော်ရီဒါရှိရစထွက်တယ်ဗျာအမဘာနာရင်ကြအရင်ဘာနာရင်ကြယောဂပြန်ထလာတယ်ဗျာအရင်ကလည်းဒီယောဂအခန်းကကျွန်တော်မှရှိအဲ့ဒါနဲ့ဆွာစီယုံမှာကုသမှုခံယူတော့ကျွန်တော်ထပ်ထွက်လာတာကရပဲရောက်တယ်ဗျာနေရတယ်ပူဆက်မလျှောက်နိုင်တော့တာကရမြို့မှာပဲအခုအိတ်လိုက်ရပါတယ်ဒီနေ့ကတော့73မိုင်ပဲခရီးပေါက်တယ်ဗျာမနေ့ဖာမှာခရီးဆက်ပါမယ်ဟုတ်ကဲ့အဲ့ဒါလေးပြောတာပါဟုတ်ကဲ့ကြိုးစားပြီးတော့ကျွန်တော်မြစ်ကြီးနားကိုမရောက်အောင်သွားပါမယ်အဲ့တော့သက်ဆိုင်ရာအစိုးရလည်းကျွန်တော်မြစ်ကြီးနားထိရောက်ခွင့်ပေးဖို့လည်းပြောချင်ပါတယ်အခုကျွန်တော်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ကူညီဆောက်ရှောက်ကြတာလဲကျေးဇူးတင်ပါတယ်ကျွန်တော်တယောက်တည်းဆိုရင်ဒီလောက်ခရီးပေါက်မှာမဟုတ်ပါဘူးသူတို့တွေကျွန်တော်နဲ့ထပ်ချမကွာရှိနေတဲ့အတွက်လဲကျွန်တော်ဝန်စည်းစလဲတွေမတည်ရဘူးတော့ကျွန်တော်လိုအပ်တာတွေစာရေးတော့ရေးတဲရေးခူရေးအစတော့ကျွန်တော်ခရီးစဉ်မှတ်တမ်းတွေအကုန်လုံးလုပ်ပေးကြပါတယ်အဲ့ဒီအတွက်လဲအစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုကျေးဇူးတင်ပါတယ်ဒီတိုင်းပဲမြစ်ကြီးနားရောက်တဲ့အထိဆက်လက်ကူညီပါလို့ကျွန်တော်ခရီးစဉ်အောင်မြင်အောင်ဆက်လက်ကူညီပါလို့ကျွန်တော်မေတ္တာရပ်ခံအပ်ပါတယ်ကျွန်တော်မြစ်ကြီးနားကိုမရောက်အောင်သွားပါမယ်ဟုတ်ကဲ့ငြိမ်းချမ်းစွာအတူနေထိုင်ကြမယ်မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေကျွန်တော်ငါမစ်ဆွေပါ